ဆိုပါလေ header ဆိုတာကကြတော့ကျွန်တော်အချိန်ကြီးအများကြီးပေးဖို့လည်းမလိုဘူးကို team member တွေနဲ့ကိုယ်နဲ့ communicate လုပ်ဖို့အတွက်ကို team member အဲ့ဒါ morning အချိန်မနက်ပိုင်းမှာပဲဖြစ်ကျွန်တော်တို့ motivation ဖြစ်စေဖို့အတွက်တရားတော် communication အဲ့ဒါအချိန်ဆက်လေးတွေမိဖို့အတွက်ကိုကျွန်တော်တို့ကလုပ်တဲ့ဟာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီမှာကြည့်အောင်ကျွန်တော် meeting နဲ့ huddle နဲ့ပါကွာ huddle ဆိုတာကကျွန်တော်တို့အချိန်အားဖြင့်အများကြီးမယူ10မိနစ်15မိနစ်အများဆုံးပဲဟုတ်ပြီနော် meeting လိုမျိုးကျွန်တော်အချိန်အကြာကြီးမဟုတ်ဘူးနော်တော့ရည်ရချက်ကိုလည်းကျွန်တော်သိဖို့လိုတယ်ပြီးရင်ကျွန်တော်အဲ့ဒါဆက်ပြီးတော့ပြောပြပေးပါဆိုတော့ huddle ရဲ့သဘောဒီ interactive ကိုဖြစ်တယ် meeting ရဲ့သဘောကကျတော့ကျွန်တော်အားလုံး participate ဖြစ်တယ်ဆိုပေမဲ့ပြောတဲ့လူကသူ့ရဲ့ topic ကိုသူအားစိုက်ပြီးပြောမှာပေါ့အဲ့လိုမဟုတ်ဘဲနဲ့ interact ဒီ huddle ရဲ့သဘောကျတော့အားလုံးပြောချင်တာကြီးပြောကြတာပေါ့နော်ဟိုလို meeting လိုမျိုးကျွန်တော်တို့က specific agenda မျိုးမဟုတ်ဘူးနောက်ကကျတော့ agenda မရှိဘူးရည်ရွယ်ချက်ကဘာလို့ပြော inspire and motivation နောက်တွေ့ဟာမနက်မိုးလင်းအချိန်မှာဘယ်လိုလဲအားလုံးအဆင်ပြေတာဒီနေ့ဘာလုပ်ကြမှာလဲအစသည်ဖြင့်ကို team မှာဟလာနည်းနည်း rhythm လေးပို့ပြီးတော့မိသွားအောင်လုပ်တဲ့ပုံစံမျိုးဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ clear short message meeting လိုမျိုးကျွန်တော် agenda တွေအများကြီးမဟုတ်ဘူးခါဒီ meeting မှာကျွန်တော် agenda 10ခုလောက်ဖြစ်မယ်ဆွေးနွေးမယ့်အကြောင်းအရာ10ခုလောက်ဖြစ်မယ်ဟာတယ်မှာအဲ့လိုမျိုးတစ်ခုလောက်ကိုပဲဥတည်ပြီးတော့ပြောတာမျိုးဖြစ်ပါတယ်နောက်က short to the point ဖြစ်တယ်နောက်က interesting fun exciting meeting လိုမျိုးပြင်ဆင်နေတာတွေဟလာ product ကြီးတွေဖွင့်နေရအဲ့လိုမျိုးမဟုတ်ဘူးနော်အောင် excitement ရှိတဲ့ပုံစံမျိုးလေးလုပ်ဖို့လိုတယ်နောက်တစ်ခုက can be deliver anywhere ချိန်တဲ့ချိန်လို့ရကျွန်တော် meeting room နဲ့ဝင်စရာမလိုကိုယ့်ဘာသာကိုကျွန်တော်တို့ထားပါတော့ကိုရုံးမှာ coffee stand ရှိရဆိုပါတော့ဝန်ထမ်းတွေတော့အဲ့ coffee stand မှာအားလုံး coffee တောက်နေတဲ့စကားပြောရမျိုးလဲဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမျိုးလဲအဲ့လိုအချိန်မျိုးမှာကျွန်တော်လုပ်လို့ရပါတယ်နောက်တစ်ခုကကျတော့ informal ပုံစံဖြစ်တယ် formal ပုံစံမဟုတ်ဘူးဒါကတော့ဘာလို့ပြောရင် health နဲ့ meeting နဲ့ကွာဟချက်တွေဖြစ်ပါတယ်အဲ့တော့ meeting တော့တည်တယ်ပဲအချိန်ကြီးပိုကြာတယ်တခါကျရင်ပြင်းမှုတော့ပိုကောင်းတယ်အဲ့ဒါကျွန်တော် meeting မှာအရှိမကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ agenda တွေကြိုပြီးတော့ပြင်ထားဖို့လိုတယ် discuss several topic အများကြီးဆွေးနွေးမယ် formal ရန်ဆန်တယ် time setting is open ဘယ်အချိန်လုပ်မလဲဆိုတော့ကျွန်တော်တို့ setting လုပ်ထားတယ်အဲ့တော့ huddle ကဘယ်အချိန်လုပ်လို့ရလဲကျွန်တော်ခုနကပြောတော့ morning ပိုင်းပါညာလောက်ကောင်းတယ်ပြောတယ်ညနေပိုင်းလုပ်လို့ရတယ် no problem အကိုရဲ့ team မှာတခုခုအပြောင်းလဲဖြစ်ဖို့လိုတယ်လာ inspire ဖြစ်ဖို့လိုတယ်ဆိုတော့အခါမျိုးတွေမှာကျွန်တော်တို့ huddle ကိုမြင်မြင်ဆန်ဆန်လုပ်နိုင်မှာဖြစ်ပါတယ်အခုကျွန်တော်တို့အဲ့ဆိုရင်ကျွန်တော်တို့ huddle ရဲ့သဘောကဘာလို့ပြော face to face ပို့ဖြစ်တယ်ပေါ့နော် face to face စကားပြောတဲ့ပုံစံမျိုးတွေကျွန်တော်တို့ဖြစ်တဲ့အခါကျတော့ပို့ပြီးတော့ကောင်းတယ်နောက်တစ်ခုကကျ provide clear direction ကျွန်တော် idea တစ်ခုချပေးလိုက်လဲဆိုရင်ဒီနေ့ငါတို့ဘာလုပ်ကြမလဲဟေ့ပေါ့နော်ခေါင်းစဉ်တည်လိုက်တယ်ဆိုရင်ဒီပုံမှာကျွန်တော်အားလုံးဆွေးနွေးနေတယ်ဆိုရင်ကျွန်တော်ရဲ့ direction ကရှင်းရှင်းလင်းလင်းပို့ပြီးတော့ဖြစ်တယ် build a stronger team and enhance teamwork teamwork ကိုပို့ပြီးတော့တိုးတက်စေပါတယ် huddle လုပ်ခြင်းအပြင် right so okay ကျွန်တော် huddle မှာဘယ်လိုကြောင်းရလဲကျွန်တော်ပြောမလဲ huddle မှာဘယ်လိုကြောင်းရလဲကျွန်တော်ပြောလို့ရမယ်နံပါတ်1ကကျတော့ individual accomplishment yesterday ဒါမှမဟုတ် last week မနေ့ကတော့ဘယ်တယောက်ပေါ့ sales person A ရတော့sales target ထိသွားပြီဒီလအတွက်စသည်ဖြင့်ဒါမျိုးလေးကိုအားလုံးကောင်းတယ်နော်ဒါမျိုးလေးဒီလိုအကြောင်းအရာတွေကျွန်တော်ပြောနိုင်တယ်ပြီးရင် top 3 priority of the day မနက်မိုးလင်းဆွဲလုပ်တယ်ဆိုပါစို့ဒီနေ့ငါတို့ team အကုန်လုံးအာရုံစိုက်မဲ့အလုပ်ကိစ္စကဘယ်တော့ဘာတွေဖြစ်မလဲဒါမျိုးဖြစ်မယ်ဒါမှမဟုတ် training tip တစ်ခုလောက်ပဲ training အကြီးကျယ် heavy အဲ့လိုပေးတာမဟုတ်ကျွန်တော်တို့ခုနေ့တုန်းကပတ်စံနောက်နေ့မှလွှဲမယ်ဆိုတဲ့ customer ကိုကျွန်တော်ဒီလိုလေးပြောလိုက်တာအဆင်ပြေသွားတယ်ဒါဆိုတခြားလူတွေပါတခါမျှဝေပြီးသားဖြစ်သွားတယ် right ဒါမှမဟုတ်နောက်တစ်ခုကဘာလို့ပြောရင် review your company or your say top 3 say metric ဒီလမှာငါတို့ say metric ချတာတွေ6ခုလောက်ရှိတယ် customer အရေးအတွက်များလာရမယ် sales volume ဘယ်လောက်ဖြစ်ကြမယ် conversion rate တက်ကြမယ် something like that အဲ့မှာဒီ3ခုကတော့နည်းနည်းလေးအားနည်းနေတယ်ဘယ်လိုလုပ်ရင်ရမယ်လို့ထင်လဲခဏလေးပဲ15မိနစ်လောက်ပဲအားလုံးဝိုင်းပြီးတော့ brainstorm လုပ်ကြရအောင်ဒါမျိုးလေးဖြစ်နိုင်တယ်မဟုတ်ရင်ကျွန်တော်တို့ဘာလို့နောက်တစ်ခုကကျွန်တော် share roadblock that you need to help it တခါတည်းမှာအကူအညီတောင်းတာမျိုးဖြစ်နေဒီမှာတော့ငါကိုယ်တိုင်ဟလာငါအရေးကြီးတဲ့ customer ညနေပိုင်းမှာတွေ့ဖို့ဖြစ်လာတယ်ငါတို့တရားရောက်တော့မနက်ပိုင်းအလုပ်တွေနည်းလေးကူပေးလို့ရမလားဒါမျိုးလည်းဖြစ်နိုင်တယ် no problem ပြီးနောက်တစ်ခုကကျွန်တော်တို့ကဘာလဲဆိုတော့ recognize top achieve accomplishment ကျွန်တော်ရှေ့ပိုင်းကျွန်တော်ပြောခဲ့တယ်တရားရောက်ကလုံးဝ achievement ဖြစ်သွားတဲ့အခါမျိုးဆိုတော့ဒီတစ်ပတ်မှာတော့ဒီလမှာတော့ဘယ်သူကတော့ sales target တွေဟလာနှစ်ပတ်ပဲရှိသေးတယ် sales target ထိသွားရင်စသည်ဖြင့်ဒါမျိုးလည်းရတာပဲပြီးရင် share personal win experience ကိုယ့်ရဲ့အတွေ့အကြုံကိုဘယ်လိုမျိုးအောင်မြင်အောင်လုပ်ခဲ့တယ်လဲဒါလေးတွေကိုကျွန်တော်ကမျှဝေပေးတယ်15မိနစ်လောက်เนาะတခြားလူတွေကိုမျှဝေပေးတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ပြီး customer update ဒါလေးပြောအခုတော့ဘယ် customer ရတော့ဘာတွေလိုအပ်ချက်ရှိနေတယ်ဘယ်ဆိုင်တွေကတော့ငါတို့ရှိမှာဘာတွေ request လုပ်နေမင်းတို့ရှိမှာဘယ်လိုတွေဖြစ်နေလဲစသည်ဖြင့် customer update လေးတွေ share တာမျိုးဖြစ်နိုင်ပါတယ်အဲ့ဒါကတော့အခုကျွန်တော်ပြောရတာက huddle လုပ်တဲ့အခါကျရင်
ကျွန်တော်ဘယ်လို idea လေးတွေပြောလို့ရမလဲဆိုတော့ကိုကျွန်တော်ပြောပြခဲ့တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာ great huddle ဖြစ်ဖို့အတွက်ဆိုရင် tip လေးနဲ့လေး share ပေးမယ်နော်ဆိုတော့ number 1 always start and add with an attention getter ဒီနေ့ငါတို့ဟုတ်လားမဝယ်သေးဘူးပြောတဲ့ customer တွေကိုဘယ်လိုကြော်လာလဲဆိုတဲ့အကြောင်းဆွေးနွေးရအောင်အဲဒါဆိုရင်အားလုံးဒီ topic ကိုသူတို့အာရုံရအောင် hook ဆိုအဲ့ဒါကိုပြောတာအဲ့ဒါနဲ့စလိုက်ပြီးမှ schedule first thing in the morning I must be done standing up no more than 15 minutes အချိန်ကြာရင်မို့မနက်မိုးလေးမှာလုပ်ရင်တော့ပို့ပြီးတော့ကောင်းတယ်ဟုတ်လားမတက်ရက်ပြီးတော့လုပ်တာမျိုးဒီပို့ပြီးတော့အဆင်ပြေတယ် everyone must say something အားလုံးပါဝင်ရမယ်အေးပြောမင်းတို့ဘယ်လိုထင်လဲမင်းတို့ဘာအကြံပေးခြင်းလဲစသည်ဖြစ်မှာအားလုံးငြိမ်ရလို့ရှိရင်ကျွန်တော်အဲ့လိုမျိုးခေါ်ပြီးတော့မေးရမျိုးဖြစ်တင်တယ် example use a lot of real life example တွေများတော့ငါတို့ကတော့ဘယ်လိုကြော်ပြတ်ခဲ့ရတာငါတို့ကတော့ဘယ်လိုလုပ်ခဲ့ရတာဒါမျိုးလေးတွေကျွန်တော်တို့ဟလာပြောတင်ပါတယ်နောက်တစ်ခုက recap အားလုံး15မိနစ်လောက်လုပ်မယ်ဆိုရင်ဟလာ13မိနစ်14မိနစ်လောက်ရောက်လာပြီဆိုတာနော်အကုန်လုံး okay ဒီနေ့ငါတို့ပြောခဲ့ရတော့ဒါတွေဘယ်သူကတော့ဘယ်လိုဆွေးနွေးပါတယ်ဘယ်သူကတော့ဘယ်လိုကောင်းတဲ့အချက်လေးတွေဘာတွေပြောပါတယ်အဲ့လိုမျိုးတွားပြီးတော့သိမ့်မယ်ဆိုရင်တော့ကျွန်တော်တို့ဒါပို့ပြီးတော့ဟလာ effective ဖြစ်တဲ့ဟလာဒီ huddle ဖြစ်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ manager တွေအနေနဲ့ကျွန်တော်တို့အခုပြောရတဲ့ဟာတွေဆိုရင် meeting ရဲ့ huddle နှစ်ခုရှိတယ်ဒါတွေကိုတေချာတော့အသုံးချနိုင်ဆိုရင်ကိုယ့်ရဲ့ team မှာကျွန်တော် motivation ပို့ပြီးတော့ပေးတာမျိုးတွေလုပ်နိုင်တယ်ကိုယ့်ရဲ့ team ကိုစနစ်တကျနဲ့ဟလာအစည်းအဝေးတစ်ခုပြီးသွားတိုင်းနော်အစည်းအဝေးတစ်ခုပြီးသွားတိုင်းရလက်ထွက်တဲ့ဟလာအစည်းအဝေးမျိုးတွေဖြစ်လာအောင်ကျွန်တော်တို့ပြုလုပ်နိုင်မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်